မင်္ဂလာပါခင်ဗျာ Burmese Movie Recap Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ငယ်ငယ်ကစားခဲ့တဲ့ချိုချိုချစ်ချင်းပြရဲ့တရားကေးလေးလိုပဲရင်ထဲမှာအေးမြသွားစေမဲ့ Honey Sweet ဆိုတဲ့ကိုရီးယားရှင်ကားလေးအကြောင်းကိုပြောပြပေးသွားမှာပါအချိန်9မိနစ်လောက်ကြာတယ်ဆိုရင်တော့ဒီဇလန်တွေကလူပြိုကြီးချီယိုရဲ့ဘွားတွေကိုကျွန်တော်တို့အတူတူစီးမျိုးကြည့်ကြရအောင်ဇလန်ရဲ့အစမှာတော့ကျွန်တော်တို့ရဲ့ဇလက်ကျော်ချီယိုနဲ့မိတ်ဆက်ပေးပြရစီသူကတကယ်ရှာပါမျိုးစေးပြတက်ကလည်း45နှစ်ရှိပြီရုပ်ကလည်းအိုကြီးအိုမမဟုတ်သူတို့ချောလည်းမချောသူကနိုင်ပတ်သီးလိုပဲတိကျလွန်းလာမနန်လို့ရင်အတင်းစားခေါက်တဘူးစားမယ်ပြီးရင်လှုပ်သွားမယ်ညဆိုရင်တိကျတဲ့ချိန်တစ်ခုမှအိတ်မယ်ဒါပေမဲ့သူ့လူကပူဆန်းနေဗျသူကမုံရသက်ဆက်တဲ့သိပ္ပံပညာရှင်ပေါ့တနေ့ကိုအာလူကျော်တွေမုံတို့တွေကိုမြည်ပြီးအရသာဆက်နေရတယ်ဒါပေမဲ့တနေ့မှာတော့သူက TV စီစဉ်တစ်ခုမှသွားပြီးကျွန်တော်တို့ကုမ္ပဏီကထုတ်တဲ့မုံတွေကဟင်းခတ်မုံတွေအများကြီးပါလို့ကျမကြီးနဲ့မညီညွတ်ပါဘူးဆိုပြီးအမှန်တရားကြီးကိုဒုံးတီကြီးသွားပြောလိုက်တာပေါ့ဗျာအလုပ်ပြုတ်ချင်းတဲ့နီလန်းများဆိုတဲ့စာအုပ်ကြီးရင်သူကပထမဆုံးပါပဲဒါပေမဲ့သူကကုမ္ပဏီအတွက်ရန်တော်တဲ့သူဖြစ်နေတော့အလုံးမထုတ်ပဲခိတ္တနာယူခိုင်းလိုက်ပါတယ်ဒီကြားထဲမှာသူ့မှာဝန်တော့ဝန်ဖို့တစ်ခုရှိသေးတယ်အဲ့ဒါကတော့ထောင်ကထွက်လာပြီးလောင်ကစားပဲလုပ်နေတဲ့သူ့ကိုဆဲရုပ်ကိုပါပဲဒီနေ့မှာတော့အကျွေးတောင်းတဲ့အလုပ်လုပ်နေတဲ့ကျွန်တော်တို့မင်းသမီးအီအောင်နဲ့ဗန်မှာသွားဆောင်ကြပါတယ်မင်းသမီးကအကျွေးလာတောင်းတာချီယိုကတော့သူ့ကိုအတွက်အကျွေးတွေလာဆက်တာအဲ့ဒီမှာချီယိုရဲ့ထူးဆန်းတဲ့မူရလေးတွေကအီအောင်ကိုဆွဲဆောင်သွားတာပေါ့အကျွေးတွေအကုန်ဆက်ပေးပြီးမှကျွန်တော်တန်းစီရတာကြာလို့ကားပါကင်ဖို့ပြန်ပေးပါဦးတောင်းတဲ့ဖြူစင်လွန်းတဲ့လူပြိုကြီးကိုကြည့်ပြီးမင်းသမီးကဒါကတော့ငါ့အတွက်နှစ်သားလေးပဲလို့တွေးလိုက်မိတာပေါ့သူတို့နှစ်ယောက်ရင်းနှီးသွားကြတဲ့အခန်းကလည်းကြီးလေးရီရသလိုတနာလဲတနာဖို့ကောင်းပါတယ်ချီယိုကမုံနေပဲဆောက်လုံးလို့အာဟာရချို့တက်ပြီးဆေးရုံရောက်တော့အီအောင်ကသူ့ကိုတနာပြီးအိမ်ချက်ထမင်းဟင်းတွေကျွေးရကနေချစ်သူတွေဖြစ်လာကြတာပါချီယိုကအီအောင်နဲ့ထမင်းစားနေတော့ဘိုက်ထဲကမကောင်းလို့ဘူးဆိုပြီးအတန်ကျေကြီးနဲ့အောင့်ထိုင်လေးတွေကိုလွတ်ထုတ်လိုက်တာအီအောင်လည်းကြောင်သွားတာပေါ့အဲဒီမှာချီယိုကဘာပြောလဲဆိုတော့ဒါခန္ဓာကိုယ်ထဲကမကောင်းတဲ့အတွေ့တွေကိုလေနဲ့တူထုတ်ပစ်တာလေဗျာကဲပြည်သက်ကြီးလည်းစိတ်ငြိမ်အဲ့လိုပဲထုတ်ပစ်လိုက်ကြတာပေါ့နော်သူတို့ရဲ့ဒိတ်လေးကတော့တကယ်ကိုဦးရဖို့ကောင်းပါတယ်ချီယိုကကာမောင်းတင်ပေးတယ်အတူတူဈေးဝယ်တယ်ဒါပေမဲ့ပြဿနာကချီယိုရဲ့အကိုနဲ့အီအောင်ရဲ့သမီးချင်းကူပေါ့နှစ်ဖက်စလုံးကဒီချစ်ကိုသဘောမတူကြပါဘူးအဆိုးဆုံးကတော့ Dry and Cinema မှာဒိတ်တုံးကအီအောင်ကနည်းနည်းလေး romantic ဆန်ချင်လို့ချီယိုနာကတ်သွားတာကိုကျွန်တော်တို့လူပြိုကြီးကကြောက်ပြီးကားပေါ်ကနေဘုံကနေခုန်ချလိုက်တာကန်ဆိုးကျင်တော့ကားတကားနဲ့ညီပြီးဘောင်းမီကကြွကြသွားပါလေရောဗျာလူတွေအများကြီးရှိမှာအောက်ခံဘောင်းမီလေးနဲ့ဖြစ်နေတဲ့ချီယိုကြည့်ပြီးအီအောင်ခင်ဗျာဘယ်နှမ်းတော့ပေါ်မလဲတော့မသိတော့ဇလန်းရဲ့အလေပြောင်းကတော့ချီဟိုရဲ့ဝမ်းနေစရာတိတ်ကိုသိလိုက်ရပါတယ်သူကငငယ်ကမတော်တဆမှုတစ်ခုကြောင့်ညံရင်ဖွံ့ဖြိုးမှုအနေငယ်နှေးကွေးနေကြတာဒါကိုသူ့ကိုကအသုံးချပြီးပတ်စံတွေပဲညှင်းနေခဲ့တာနောက်ဆုံးမှာတော့ချီဟိုကသူ့ရဲ့စစ်မှန်တဲ့ချစ်ကိုတက်သေးပြကိုဆုံးဖြတ်လိုက်ပါတယ် TV မှာလိုက်လွှင့်နေတော့အချိန်မှာပဲဒိုင်တိုင်းဇညွန့်ကိုပေးဖက်ပြီးအီအောင်ရေးမင်းမရှိရင်ငါ့ဘဝကအတိတ်ပဲမရှိဘူးမင်းကငါအရန်ချစ်ပါတယ်ဆိုပြီးတနိုင်ငံလုံးရှိမှဝန်ခံလိုက်တာပါဒီစကားကပဲသူ့ကိုနောင်တရစေခဲ့တယ်လို့အီအောင်ရဲ့သမီးလေးကိုလည်းစိတ်ပြောင်းသွားစေခဲ့ပါတယ်ဇက်သိမ်းမှာတော့သူတို့နှစ်ယောက်ဟာအလုပ်တရားထွက်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့ Kimbet Drive Thru ဆိုတဲ့ဆိုင်လေးကိုအတူတူဖွင့်လှစ်လိုက်ကြပါတယ်အတင်စားမိုးတုတ်တွေအစားအချစ်တွေထိတ်ချက်ထားတဲ့ Kimbet တွေကိုရောင်းရင်းနေပေါ့ဗျာကဲဒီဇလန်လေးရပေးခြင်းတဲ့ message ကရိုးရှင်းရှင်းလေးပါဗျအချစ်ဆိုတာအသက်အရွယ်နဲ့မဆိုင်ဘူးပြီးတော့မင်းဘလောက်ပဲဥတူတူနိုင်ပါစေစိတ်ထားပြူစင်ရင်မင်းအတွက်စစ်မှန်တဲ့လက်တွဲပေါ်ကိုတနေ့မှရှာတွေ့အောင်ပါပဲဆိုတာပါပဲကြီးတော့ဟင်းခတ်မွေးကြိုင်နေလည်းအများကြီးမစားကြပါနဲ့အောင်ချီယိုလိုဆေးုံရောက်တော့ပါအောင်ကဲဒီနေ့တော့ဒီလောက်ပါပဲကျွန်တော်တို့ Burmese Movie Recap Channel ကို like and subscribe လုပ်ထားဖို့မမေ့နဲ့ဦးနော်နောက်ထပ်ဘယ်လိုစကားကောင်းတွေကို recap လုပ်ချင်စေလဲဆိုတာ comment မှာရေးခဲ့ပါအောင်အားလုံးပဲတာယာတဲ့နေ့လေးတစ်ခုကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ